အသေးနဲ့ကြောက်ကက်ကိုကျမ်းမာစေတဲ့ကြောင်ရှာသည်ကြောင်ရှာသည့်အစိမ်းကိုပါပါလီပြီးရေစိမ်လို့လို့ရတယ်လို့မိခင်ပြီးစားတာပါပါလီစားနဲ့ရေတေချာဆေးပြီးပဲမှုစီချက်တို့နဲ့တုပ်စားတာဆန်ဆေးရီစားတို့နဲ့အချင်းစိမ်ပြီးစားတာမျိုးလှုပ်စားလို့ရပါတယ်ကြောင်ရှာသီးသည်ကင်ဆာဆဲတွေမပြတ်အောင်လဲဟန်တာပေးနိုင်တာကြောင့်ကင်ဆာရောဂါကာကွယ်ပေးနိုင်သည်အသေးနဲ့ကြောက်ကက်ကစိတ်တောက်တွေကိုဖယ်ရှားပေးလို့ဆေးတောက်သုံးရတာကြောင့်အသေးထိကြိုက်တာနဲ့ကြောက်ကက်မှာကြောက်တီတာကိုလည်းတက်တာစေနိုင်ပါတယ်စီးချိုကိုကာကွယ်ပေးပြီးစီးချိုရုတ်တရက်တက်တာကိုထိမ့်ပေးနိုင်တာကြောင့်ဓာတ်စာအနေနဲ့စားသုံးပေးသင့်ပါတယ်ကြောင်ရှာဟာအသီးသာမကအရွက်အမြင့်အခောက်တွေလည်းဆေးဖက်ဝင်ပါတယ်အသီးကိုပြုတ်ရိ၎င်းဖုတ်လိလည်းကောင်းစားခြင်းဖြင့်အစာမကြေယောဂလယ်ပင်ကြီးယောဂတရက်ယောဂပျောက်ဤတုပ်စားခြင်းဖြင့်လယ်ချောင်းတွင်အပူဖုပေါက်သောယောဂပျောက်သည်ချက်သားနှင့်ချက်စားပါကပန်းနာယောဂပျောက်၏ငါးရံဖြင့်ချက်စားပါကကာလဝမ်းယောဂပျောက်ဤအားကိုဖြစ်စေပြီးအစာမကြေယောဂဝမ်းပြက်ယောဂပျောက်၏ပုဆုံဖြင့်ချက်စားကနှလုံးလေရက်ယောဂနှလုံးတုံရင်တုံယောဂပျောက်၏ငါးတလောက်ဖြင့်ချက်စားကအဖောယောဂကိုကြက်စေ၍လူကိုဝါဖြိုးစေပြီးနှလုံးအားနည်းခြင်းကိုပျောက်စေသည်ငါးမြွေထိုးနှင့်ချက်စားကဒူလာသွေးဝမ်းမိရသွေးဝမ်းနှင့်မြင်းတရက်ယောဂတို့ကိုပျောက်ကင်းစေ၏အရွက်ကြောင်ရှာရွက်ညစ်ရည်ကိုတောက်တော်ဘိန်းစိတ်တင်ခြင်းပျောက်၏ကြောင်ရှာရွက်ပြုတ်တို့စားကဝမ်းမီကောင်း၏အခောက်ကြောင်ရှာအခောက်မှုန့်ကိုဂျင်းဤပြားရည်တို့နှင့်ရောဆက်လျက်တောက်တော်ပန်းနာချောင်းဆိုးယောဂပျောက်၏အခောက်မှုန့်ကိုရေနွေးတွင်2နာရီခန့်စိမ်လေးစစ်ပြီးနက်နက်ညတောက်တော်အစာမကြေယောဂပျောက်၏ကြောင်ရှာခောက်ကိုရေစိမ်လေး၎င်းရည်နှင့်ပလုတ်ချင်းပေးတော်ခံတွင်6ကွဲနာပျောက်၏တားဖွာပြီးနာကျင်ကြိုက်ခဲသည့်ယောဂခေါင်းတချမ်းကိုက်ယောဂများအတွက်လည်းကြောင်ရှာခောက်ကိုသုံး၏အမြင့်ခောက်ကိုအစစ်မြက်ယောဂဖျားယောဂဝမ်းဖော်ဝမ်းရောင်ဝမ်းကိုက်ယောဂများအတွက်အသုံးပြု၏အမြင့်ကိုသွေးလေလိမ့်ပေးခြင်းဖြင့်အနာဝင်မန်းလိုက်ခြင်းပျောက်ကင်းသည်